ပဲရက်သွားမှာထင်ပါတယ်ကားတော့တယ်မှာရအဖို့ကလည်းဝင်လာတယ်ရိုက်စီရတယ်ဖုန်းမရှိတော့ဖုန်းနဲ့ပဲရိုက်ရတော့ဒီလမ်းနဲ့ဝင်လို့ရလားလေဝင်ကြည့်ပြီကွာဝင်ကြည့်မှပဲသိမှာလမ်းတွေလာမသိဘူးကားလေးတော့ညစ်ပတ်ပါပြီသူများအိမ်နဲ့သူများလမ်းနေရရောက်သွားတယ် Zion Trail လို့ရည်တာနော်အိမ်နေကွာအိမ်နေရမယ်ထင်တယ်အဲ့မှာပဲတော့ရက်ခဲ့လိုက်တော့โอเคဒီမှာပဲရက်ခဲ့ချေရောက်ပြီကားဒီမှာပဲရက်ခဲ့လိုက်တယ်ရက်လို့ရလားမရလားမသိကားလည်းဖုန်းနေပြေးသွားပြီခါမှလည်းမရောက်ဘူးဖုန်းလိုင်းလည်းမမြင်မှန်ကတော့ပြေးချင်လို့လာတာပေါ့နော်နေရာလေးမှတ်ထားမှရအောင်ဖုန်းလိုင်းမမြင်တစ်ခါမှလည်းမရောက်ဘူးလမ်းပြောက်လို့ကြောင်ပြောက်နေမှလို့တော်ထဲမှာပြေးချင်လို့လာပြေးတယ်ဘူးမှလည်းမရှိမှမရှိအချိန်လာပြေးပြောတော့ကောင်းပါစိတ်လောလောပေါ့နော်ဝေဘာကင်ပါရနဲ့တူတိချာခေပေါ်ရအောင်ဆက်ရမယ်ဗျာပေါ်ရရောက်လာမော်ရကွာအတက်ကြီးပဲဆိုတော့ view ရမိုက်ပါသေးတက်ပင်နေတော့အများကြီးပဲ view နည်းနည်းကွယ်နေမြင်တော့မြင်ဟိုဘက်မြင်ရနေရအောင်တော့ရိုက်ပြလို့ရမလားတော့မသိဘူးဒီမှာအသွဲတော့ကတော့ share ပဲထိုင်ပါလိဟိုဘက်ကတော့ fire lookout တင်တာပဲဒီဘက်က trail ရှိသေးတယ်လေရေးတာတော့ဒီဘက်ဆက်သွားတော့ခုတမိုင်ကျော်လောက်ပြေးလာပြီးတော့နေရာလေးတွေ့လို့ပေါ့နော်ခဏရိုက်
လူထားလဲမသိ idea တော့မိုက်ယူရတကယ် share ဆင်းလို့ရသေးပါမသိဘူးချုံရမ်းထူတယ်မပြေတော့ပါအဲ့ဘက်တော့လမ်းရှိတော့ဒီတော့ငွေကြောက်တယ်လေငွေကိုက်ခံရမှာလို့ပေါင်းမီတိုလေးပေါင်းတိုလေးနဲ့โอเคဘယ်လမ်းဆက်ပြေးမယ်ဟူးโอเคနောက်တနေ့ရောက်ရင်ထပ်ရိုက်မယ်နော်ဘယ်ရောက်လို့ရောက်မှလည်းတခါမှလည်းမရောက်ဘူးဒီနေ့ကဖုန်းလိုက်မမိဆက်စင်လို့ရသေးတယ်ရောက်တယ်တော့အမေကြောက်ရမ်းတယ်ဗျာမစင်တော့ဘာမှလည်းမပါဘူးရေဘူးတဘူးနဲ့ကားတော့တစ်ချောင်းနဲ့ဖုန်းနဲ့ပါဖုန်းလိုက်လည်းမမီဘူးခိုင်လေးပါလို့ရှင်းတော့မှတွေ့ပြီးစင်းသေးတယ်ဟိုဖင်များတော့ပါဗျာမစင်ဘူးပြောရအောင်စင်သွားသေးတယ်ဟိုပေါ်နေပြီးတော့ဆက်စင်လို့ရသေးတယ်ဒီကနေတောက်ချောက်ဆက်စင်သွားလို့ရသေးတယ်အောက်မှာစမ်းချောင်းလေးရှိမှထင်တယ်ကြည်ရတော့အဲ့မဲ့ဒီနားမှာအစင်းမှလည်းချောသွားလို့အစင်းတော့ဒီခါတော့တကယ်မစင်းတော့ပြန်တက်မယ်ဟိုပေါ်စင်းတော့အားပါစင်းလာအသက်ကြတော့သေးပြီလေဒီလိုအနေအောင်မှတ်လေးတယ်ကျွန်တော်နားလဲတော့ကတော့စိတ်ရှိရလို့တတ်မှတ်တာဘယ်အစိတ်ရှိလဲတော့မသိဘူးထင်တာပြောတော့နော်ဆောင်းလာမှန်းလာတော့မသိဘူး
ငါအခုလိုတော်ရီတောင်းနေတယ်လူမရှိတဲ့နေရာတွေတရားအောင်ထဲလာသွားနေကြပဲသွားနေဘူးမှမပြောပြတော့ရများဒူးမှမရှိဘူးဒူးမှမသိတော့တမျိုးအေးချမ်းတော့ပါနော်โอเคတစ်စချိုးသွားပြီဟိုမှာကခုနရိုက်ပြခဲ့တဲ့ခုံလေးတွေရှိရနေရ view တွေပေါ့ဒီဘက်ကိုတမိုင်ကျော်လောက်ဆက်တက်လို့ရှိရင်တော့ fire lookout ကိုရောက်သွားပြီ It says fire lookout but there's nobody over there I think so Okay. ဒီနားရောက်တော့ဖုန်းလိုင်းပြန်မိသွားပြီထင်ပါရဲ့ဟိုမှာ fire lookout တော့ရောက်ပြီ I believe there's supposed to be someone here but I don't see any soul looks like I'm the only one here I hope so or maybe not yep I saw that truck and there's nobody over there oh he's up there look at that he's sleeping sir you're supposed to be on a watch right what you doing over there yep that's the fire watch We got a nice spot over there. Nice view. Just chilling alone. Di này ở nhà em phía việt vụ. Nè nè lao về phía. Ở di này đã khá mà lại mới giàu phụ. Bây giờ lưu video lên đây. Mà giai phụ cũng mà nói rằng giai chen à rồi. Giai chi chen à vậy nó. Chế bộ ai không nghe video lấy giai bị khôi giai đi vậy. Khôi chỉ lấy lâu bị rồi. Làm bao sao đâu. Okay, so I didn't want to get a down shout out. Want very tiny call.
ပြန်ရောက်လာပြီကားရထားရနေအောင်ကားတစ်စီးတော့ထဲရောက်လာတော့လူတော့တရားဝင်ကြည့်โอเคนี่เราเล่าไปပြန်တော့မယ်တတ bye bye